21ရာစုရဲ့ဘရင်စနစ်ကျင့်သုံးနေစေကိုရီးယားနိုင်ငံမှာစောင်းဟွီဂျူးဆိုတဲ့မိန်းကလေးတစ်ယောက်ရှိပါတယ်။သူမဟာအတန်းထဲမှာစာအတော်ဆုံးအမှတ်အကောင်းဆုံးနဲ့တကြောင်လုံးမှာအဆင့်1အမြဲရသူဖြစ်ပေမဲ့တာမန်လူတန်းစားကော်မွန်နာဖြစ်နေတာကြောင့်လူတိုင်းရဲ့အနှိမ်ခံအစော်ကားခံခဲ့ရပါတယ်။ဒါပေမဲ့ဒါတွေကသူမရဲ့စိတ်ဓာတ်ကိုကြရှုံးသွားအောင်မလုပ်နိုင်ခဲ့ပါဘူး။သူမကိုတားဆီးနှောက်ယှက်သူတွေများလေလေထိတ်ဆုံးကိုရောက်အောင်ပို့ပြီးစူးစမ်းလေပါပဲ။အခုဆိုရင်သူမဟာ Castel Beauty ရဲ့ billionaire CEO တူဖြစ်နေပါပြီ။အိမ်ရှိမင်းသားရဲ့မွေးနေ့နန်းတွဲအခမ်းအနားကိုဖိတ်ကြားခံရတဲ့အခါတခြားသူတွေကတော်ဝင်မိသားစုထက်ထင်ပေါ်မှာစိုးရင်ပြီးဝတ်ဆင်ကြပေမဲ့ခွီးကျူးကတော့အားလုံးရဲ့စန့်ကျင်ဘက်ဖြစ်တဲ့အလွန်လှပပြီးမျက်စိကျစရာကောင်းတဲ့အနီရောင်ဝတ်စုံ red suit ကိုဝတ်ဆင်ပြီးတက်ရောက်ခဲ့ပါတယ်။ဒါဟာသူမရဲ့မာန်မာနာကြောင့်တတ်မဟုတ်ပါဘူး။သူမရဲ့ brand အသစ်ကိုမိတ်ဆက်ဖို့အတွက်ကြိုတင်စီစဉ်ထားတဲ့ဈေးကွက်ဖြူဟာတစ်ခုပဲဖြစ်ပါတယ်။သူမကကင်မရာတွေရှေ့မှာလူအများအာရုံစိုက်အောင်လုပ်နေချိန်မှာပဲသူမရဲ့ marketing အဖွဲ့က online ပေါ်မှာသတင်းတွေဖြန့်တာ search algorithm တွေကိုထိန်းချုပ်တာတွေလုပ်ဆောင်ခဲ့ပါတယ်။မကြခင်မှာပဲဒီအစီအစဉ်ဟာတနိုင်ငံလုံးကအမျိုးသမီးတွေကြားထဲမှာရေပန်းစားသွားပြီးအားလုံးကသူမရဲ့ဝတ်စုံအတိုင်းလိုက်ဝတ်ချင်လာကြပါတယ်